အားလုံးပဲမင်္ဂလာပါအာဆင်နယ်ဘန်ချ် channel ကနေပြန်လည်ကြိုဆိုလိုက်ပြီးဒီနေ့မှာတော့ကျွန်တော်အာဆင်နယ်နဲ့ဆန်ဒါလန်တို့ရဲ့ထိပ်တဲ့တွေ့ဆုံမှုပရီးမီယာလိပွဲစဉ်7ကျွန်တော်လာမဲ့စူပါဆန်ဒီရဲ့မနက်အစောဆုံးပွဲလို့ပြောလို့ရတယ်မြန်မာစံတော်ချိန်7နိုင်အတိမှာရှင်ပြိုင်ကစားမဲ့ပွဲစဉ်အတွက်ပွဲချုပ်သုံးသချက်လေးပြုလုပ်ပြီးတော့မှာဖြစ်တယ်ကျွန်တော်ဗီဒီယိုကိုအရင်ကြီးမရှေ့ချင်တဲ့ကြောင့်ကျွန်တော်တူတူပဲပြောမယ်ပေါ့အထူးကတော့ဆန်ဒါလန်ရဲ့လက်ရှိအခြေအနေဆန်ဒါလန်ရဲ့လက်ရှိအခြေအနေကသူတို့တန်းတက်လာတယ်လက်ရှိရမယ့်18မှတ်ဆိုတဲ့နေရာတကူကိုသူတို့စူးစောင်းထားနိုင်ခဲ့တယ်ဒါရာသီအစမှာတကယ်ကို impress ဖြစ်စရာကောင်းတဲ့အနေအထားတခုလို့ပြောလို့ရတယ်။သို့တော်လည်းပဲအာဆင်နယ်ကပြီးခဲ့တဲ့တစ်လလုံးရှုံးပွဲမရှိတဲ့ပြုံနိုဝေးမှာအစမှာအနိုင်ရရှိထားပြီးတော့ clean sheet ဆိုတဲ့အနေအထားတွေကိုတောက်လျှောက်ပေါ်ဆောင်လာနိုင်ခဲ့တာ။ဆန်ဒါလန်ကတော့ပြီးခဲ့တဲ့အိမ်ဝင် Everton နဲ့ပွဲစဉ်မှာတေးကြထားခဲ့တယ်။လက်ရှိလည်းပဲအိမ်ဝင်ပွဲစဉ်ဆိုပေမဲ့လည်းပဲအာဆင်နယ်ကိုသူတို့ရှင်နိုင်တော့တဲ့အနေအထားမှာမရှိဘူးလို့ပဲထင်တယ်။နော်အဲ့တော့ head to head အနေအထားရပြန်ပြီးရှင်မယ်ဆိုရင်လည်းဆန်ဒါလန်ကတပွဲပဲအနိုင်ရရှိဘူးလေနော်တွေ့ဆုံလာတဲ့တိုတယ်ဆိုရင်ကျွန်တော်22ပွဲပေါ့22ပွဲမှာအာဆင်နယ်15ပွဲနိုင်တယ်9ပွဲတည်ကြတဲ့ဆန်ဒါလန်တပွဲနိုင်တယ်နိုင်တဲ့တပွဲကဒါ FA Cup မှာသွားပြီးတော့နိုင်တာဒီလိုအခြေအနေဖြစ်တယ်ဒါပေမဲ့ဂျားထဲမှာတန်းစင်းနေတဲ့အတွက်ကြောင့်မလို့ဆန်ဒါလန်နဲ့ပွဲစီနေတာဒါလောင်းကိုပွဲစီနေလို့ပြောလို့ရပြီအဲ့တော့ကျွန်တော်တို့အတိတ်တွေထားခဲ့လိုက်မယ်ဆိုရင်တော့လက်ရှိဖောင်ရပြောမယ်ဆိုအာဆင်နယ်ရဲ့ဖောင်ကလုံးဝ peak form မှာရောက်နေတယ်ဒီလိုအနေထားတစ်ခုဖြစ်နေတဲ့အသင်းကိုဆန်ဒါလန်အသင်းကအိမ်ကွင်းဖြစ်နေကစားရတာတော့အတော်ခက်ခဲမှာတော့သိကြတယ်။အာဆင်နယ်အသင်းကလည်းပဲဆန်ဒါလန်ကလက်ရှိဂျာမတ်ကိုရသလောက်စုဆောင်းနေတဲ့အနေအထားမှာဂိုးတွေအလွယ်တကူခွင့်ပြုပြီးတော့ဂိုးပြတ်နိုင်ပွဲတစ်ပွဲဖော်ဆောင်မှုအတွက်ဆိုတဲ့ကိစ္စတော့လွယ်ကူမှာမဟုတ်ဘူး။ဒီအတွက်ကြောင့်မလို့ဒီပွဲက Z1 Z2 ဆိုတဲ့ရောက်လောက်ကပဲတကယ်ကိုလောက်ပါတဲ့ပွဲတစ်ပွဲဖြစ်လာတယ်လို့ထင်တယ်။တစ်ဖက်ကမန်စီးလီဗာပူးရဲ့ထိပ်တိုက်တွေ့ဆုံမှုရှိတယ်။ပြောရမယ်ဆိုတော့ဒီအချိန်တွေကပုံမှန်အာဆင်နယ်အသင်းတို့ရဲ့ခြေချော်နေချအချိန်လေးတွေပေါ့နော်အကယ်လို့သာဆန်ဒါလန်အသင်းနဲ့ပွဲစီမှာခြေချော်ခဲ့မယ်ဆိုရင်တော့ဟိုနှစ်သင်းတွေကသင်းကရှာမက်လိုက်မိလာမယ့်အနေအထားမှာရှိတယ်အဲ့အနေအထားမှာရှိနေတဲ့အပြင်ဟိုမှာနောက်ထပ်တစ်ခုအကျိုးကျေးဇူးအနေနဲ့ကတော့ဆန်ဒါလန်ကိုအနိုင်ရရှိခဲ့မယ်ဆိုရင်အဲ့နှစ်သင်းလုံးတွေကသင်းကတော့တေချာပေါ့အမှတ်ပြတ်ခံရမယ်အမှတ်ဖြတ်တာကိုခံရတော့မယ်ပြောချင်တာအာဆင်နယ်အသင်းအမှတ်ဖြတ်ဦးဆောင်ခြင်းကိုခံရမယ်တေချသွားခဲ့နှစ်သင်းလုံးကအာဆင်နယ်အသင်းအမှတ်ဖြတ်ဦးဆောင်ခြင်းကိုခံရမယ့်အနေအထားမှာရှိတယ်ဒီအနေအထားတစ်ခုဖြစ်တဲ့တကြောင်မလို့အာဆင်နယ်အသင်းကဆန်ဒါလန်ကိုအနိုင်ယူနိုင်ပြီဆိုတာနဲ့ပေါ့နော်ကျွန်တော်တို့ advantage တွေအများကြီးရပါဒီလိုအနေအထားတစ်ခုအာဒီတာဒီနေ့မှာထပ်မံအလက်လွတ်ခံအောင်မလားဆိုတော့တကယ်စောင့်ကြည့်ဖို့ကောင်းတယ်အမှားရမရှိတဲ့ပွဲလို့ပဲမြင်တယ်တကယ်ကျွန်တော်အမြင်လို့လည်းကိုမမဝင်အောင်ရေးခဲ့ပါနောက်တဲ့ဗီဒီယိုလေးပြန်လည်းဆုံးတွေ့ပါမယ်ဒီနေ့ဗီဒီယိုလေးဒီမှာပဲဆုံးသက်ခွင့်ပြုပါတကယ်ကျွန်တော်အမြင်လေးတွေလည်းကိုမမချန်ခဲ့လို့ရပါတယ်အဆုံးကြည့်ရှုရတဲ့သူတယောက်ချင်းတည်းအောင်ကျေးဇူးအများကြီးတင်ပါတယ်